ဒီနဂါးစာတပည့်တော်ကပဲတောင်းပန်ပါတယ်ဗျာဘာမှဖြစ်ပါဘူးတခါရဲ့ငကားကြီးကသူ့နေရာကိုတော်ရောက်လာလို့ဒေါသထွက်သွားတာနေမှာပါဒါနဲ့တကားကဘသူများလဲကွယ်တာမန်လူတယောက်ထက်တာလုံးနဲ့အစွမ်းနေရှိနေပါပေါ့လားတပည့်တော်ကဒီယိုမတွိုက်မှာပဲနေတာပါဗျာကျင်းစဉ်တစ်ခုအတွက်ဒီဘက်ကိုလာတော့နဂါးအော်တန်ကြားလို့ဒီကိုရောက်လာတာပါနာမည်ကတိတ်တလို့ခေါ်ပါတယ်ဗျာဒါနဲ့အရှင်ဖေကဘလို့ဖြစ်လို့ဒီတော်တွေကိုရောက်နေရလေဗျာကိုတော်ကဒီတော်တွေကိုအေးချမ်းချမ်းတရားလာအထုတ်ရင်းနဲ့နာမကျန်းဖြစ်နေတဲ့သူတွေအတွက်လိုအပ်တဲ့စိတ်မြေလေးတွေလာရှာတာပါကိုတော်ဘွဲ့အမိကအရှင်ဝိမလာလို့မြည်ပါတယ်လိုအပ်တဲ့စိတ်မြေလေးတွေရရင်တော့ကိုတော်ရွာဖုံးကြောင်းပြန်ကြွတော့မှာပါဩစိတ်မြစ်ဆိုရင်တော့တပည့်တော်ကုသိုလ်ပြုနိုင်ပါလေဗျာပြောပြီးခဏကြာတော့ဇော်ကြီးတိတ်တာကသူ့လက်တစ်ဖက်ကိုတောင်းဝေးနဲ့ဝေးရန်လိုက်ချိန်သူ့လက်ထဲမှာအထုပ်တစ်ထုပ်ပေါ်လာခဲ့ပါတယ်ဒီလူလေးကိုလက်ခံပေးပါဗျာဒီစိတ်မြစ်တွေကဒီတော်ထဲမှာတော်ရုံရှာဖို့မလွယ်ဘူးစိတ်မြစ်အစုံပါတော့အရှင်ဘုရားအလိုရှိတယ်လို့အသုံးပြုနိုင်ပါလေဗျာဒီလိုဆိုပိုးကောင်းတာပေါ့တခါရဲ့စိတ်မြစ်အတွေ့ရောအခုနငကားရန်ကနေကာကွယ်တဲ့အတွေ့ရောတကားကိုကိုတော်ကျေးဇူးတင်ပါတယ်နော်ရပါတယ်ဗျာအခုနာကနဂါးကလေတော်ရုံဆိုစိတ်မဆိုးတဲ့နန်းနဂါးပါဗျာသူအဲ့ချင်မုတ်တူနဲ့နိုးလာတာနဲ့မမြင်ဘူးတဲ့အရာကိုမြင်လိုက်ရလို့ဒေါသထွက်သွားတာပါဒီနဂါးကတပည့်တော်ရဲ့တပည့်9ယောက်တည်းကတယောက်အပါဝင်ပါဗျာလူရောင်လေးဖန်ဆင်းနိုင်ပါ रे ဒီနဂါးအစားအရှင်ဘုရားကိုစောင့်ရှောက်ဖို့တပည့်တော်နဂါးကိုပွားထည့်ပေးလိုက်ပါမယ်အရှင်ဘုရားအခက်ခဲရှိတဲ့အချိန်ကျရင်တန်းတားလိုက်ုံနဲ့ဒီနဂါးကြီးရောက်လာပါလိမ့်မယ်ဗျာအဲ့လိုပြောပြီးဇော်ကြီးတိတ်တာကငကားအမောက်ပါတဲ့တောင်ဝေးတစ်ချောင်းကိုဖန်ဆင်းလိုက်ပြီးအရှင်ဝိမလာအားလှူဒန်းခဲ့ပါတယ်ကျေးဇူးပါပဲတခါကြီးဒီလိုဆိုလိုချင်တဲ့စိတ်မြစ်တွေလည်းရပြီဆိုတော့ကိုတော်ညနေလောက်ကျရင်ရွာเจ้าအောင်ပြန်ကြောက်ပါတော့မယ်မဖြစ်သေးဘူးရှင်ဗျာအရှင်ဘုရားခြေရင်ကြွလို့ရှိရင်ဒီယိုမတော်တွေကနေနေရဝင်းကျင်လောက်မှအပြင်ကိုရောက်လိမ့်မယ်ဗျာမနေ့ပြန်ကလာချက်မဲ့ညဗျာလာချက်တဲ့ညမျိုးဆိုရင်စိုးသွမ်းနဲ့တားရဲ့လိမ့်ဆန်ပြင်တော်သေးရဲ့နဲ့စုံကဝေအမျိုးမျိုးကွန်ပျူတာကြပါတယ်ဗျာဒီတော့မနေ့ပြန်ညမှာအရှင်ဘုရားတော်တွေကမထွက်နိုင်ရင်အနေအများကြီးတွေ့နိုင်တယ်ဒီအတွက်အရှင်ဘုရားသတင်းသုံးနေတဲ့နေရာကိုတပည့်တော်ဒီနေ့ပဲကောင်းငင်ကြီးနဲ့လိုက်ဖို့ပြရစီဗျာအဲ့တော့ဇော်ကြီးတိတ်တာကနောက်ကနေပြန်တန်းလျက်အရှင်ဝိမလာကတပိတ်တွေလွယ်တောင်ဝေးကြီးကန်လေးရဲ့ဇော်ကြီးလိုက်ပို့တဲ့ကောင်းငင်ရင်ကိုစီးပြီးအောင်မရွာကျောင်းစီကိုပြန်ကြွလာခဲ့ပါတော့တယ်